တခါလေကြရင်လေကိုမလို့ချင်းတဲ့ဘဝပုံစံနေမှာပဲအဲ့ဒီမှာပဲတန်ရလဲနေတယ်လို့မခံစားရဘူးလားအဲ့ဒီလိုအလဲချင်းစိုးတွေကိုဖျောက်ပြီးကိုအစ်စ်ပြန်ဖြစ်အောင်ပုံတွဲလို့ရနိုင်မှာလားကဲဒီနေ့တင်ဆက်မှုမှာတော့ဒေါက်တာဂျိုးဒစ်စပန်ဆာရဲ့အတွေးခေါ်တွေကိုအခြေခံပြီးတော့လေဒီအကြောင်းအရာတွေကိုပဲကျွန်တော်တို့နည်းနည်းဆွေးနွေးကြည့်ကြမယ်ကဲအရင်ဆုံးကိုမေခွန်းလေးတစ်ခုလောက်မေးပြီးဆက်လိုက်ကြအောင်ဒီမနေ့အရာကနိုးလာတဲ့အချိန်မှာလေကိုယ့်ရဲ့အနာဂတ်ကိုတတိယအပြည့်နဲ့တကယ်ပဲတိဆောက်ခဲ့ရလားဒီမေခွန်းကနည်းနည်းတော့ထူးဆန်းတယ်လို့ထင်ရနိုင်ပေမဲ့ဒီနေ့ပြောမယ့်အကြောင်းအရာတွေရဲ့အဓိကတော့ချက်ကဒါပါပဲဟုတ်ပြီပထမဆုံးအပိုင်းအနေနဲ့ကျွန်တော်တို့အများစုနေ့စဉ်ဖြတ်သန်းနေရတဲ့အလိုအလျောက်မောင်းနေတဲ့ဘဝပေါ့ဆိုလိုတာကထက်တလဲလဲဖြစ်နေတဲ့ဘဝပုံစံအကြောင်းကိုအရင်ဆုံးပြောကြည့်ကြမယ်ညီမပြထားတဲ့နေ့စဉ်လုံနေကြအရာတွေကိုတစ်ချက်လောက်ကြည့်လိုက်စမ်းပါမနေ့ရထားရင်အမြဲတမ်းအဲ့ရရဲ့တစ်ဖက်ချမ်းကနေပဲထားတယ်ပြီးတာနဲ့ဖုန်းကိုရေးဆုံးစစ်ပြီးရေချိုးရင်လဲလုံနေကြအစီအစဉ်အတိုင်းပဲကိုကြိုက်ဆုံးကော်ဖီခွဲနဲ့ပဲကော်ဖီတောက်တယ်အလုပ်သွားရင်လဲသွားနေကြလမ်းတိုင်းပဲကားမောင်းသွားတယ်ပြီးတော့နောက်နေ့မှလဲဟုတ်တယ်ဒါတွေအားလုံးကိုပဲအတိအကျပြင်လုပ်တယ်ရင်းနေတဲ့ပုံစံမျိုးလေးမဟုတ်ဘူးလားဒီလိုအလိုရောက်လွတ်ဆောင်မှုတွေရဲ့အချို့ဆက်ကဖိုင်ဖြစ်လာမလဲဆိုတော့လေအတွေ့တွေကလည်းအတူတူပဲအပြုမှုတွေကလည်းအတူတူပဲခံစားချက်တွေကလည်းအတူတူပဲအဲ့ဒီလိုထက်ခါဖြစ်နေတာခါကိုဖန်တီးမိနေတာကလည်းအတူတူပဲဖြစ်တဲ့ဘဝတစ်ခုပဲပေါ့တနည်းပြောရရင်လေပဝန်းကျင်ရဲ့ချုပ်ကင်မှုကိုခံရပြီးတော့လက်ရှိအခြေအနေကိုပဲပိုပြီးခိုင်မာအောင်ကိုယ်တိုင်လွတ်နေမိတယ်လို့ပါပဲကောင်းပြီဒါဆိုနောက်တစ်ပိုင်းကိုဆက်ကြည့်အောင်။ဘာကြောင့်ကျွန်တော်တို့ဒီလိုပုံစံခွက်တီထဲမှာအလွဲတကူပိတ်မိနေရတာလဲ။အဲ့ဒီနောက်ွယ်ကအာယုံကျော်တိတ်ပံအကြောင်းရင်းကိုတစ်ချက်လောက်လေ့လာကြည့်ကြရအောင်။ဒီအချက်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။လူတစ်ယောက်ရဲ့ဦးနောက်ဆိုတာလေအတိတ်ရဲ့မှတ်တမ်းတစ်ခုလိုပါပဲ။ကိုတိချသမျှတွေ့ကြုံခဲ့သမျှအရာအားလုံးကိုထင်ဟပ်နေတယ်။ပတ်ဝန်းကျင်ကနေရလာတဲ့အမွေအနှစ်တစ်ခုလိုမျိုးပဲ။အာယုံကျော်တိတ်ပံမှာအရန်အရေးကြီးတဲ့အခြေခံနိနာမတစ်ခုရှိတယ်။အဲ့ဟာကဘာလဲဆိုတော့အတူတကွလုံစော်တဲ့အာယုံကြောဆယ်ရီဟာအတူတကွချိတ်ဆက်သွားကြတယ်ဆိုတာပဲဆိုလိုတာကတခုခုကိုထပ်ခါလုပ်တဲ့အခါဦးနောက်ထဲကအာယုံကြောလမ်းကြောင်းတွေကိုရုပ်ပိုင်းဆိုင်ရာအရာကိုပိုပြီးခိုင်မာတော့အောင်ပွန်သွင်းလိုက်တာနဲ့အတူတူပဲဒါဆိုရင်စိတ်ဆိုတာကိုဘယ်လိုနားလဲရမလဲရှင်းလေးပါပဲစိတ်ဆိုတာတကယ်လို့လှုပ်ရှားနေတဲ့ဦးနောက်ပဲဦးနောက်ကိုတိကျရဲ့ပုံစံတစ်ခုနဲ့အလုံးလုတ်ခိုင်းလိုက်တဲ့အခါအဲ့ဒီဖြစ်စဉ်ကြီးတစ်ခုလုံးကိုစိတ်လို့ခေါ်တာပါကဲဒီမှာပြထားတဲ့ကိန်းဂဏန်းကိုကြည့်လိုက်95%တော်တော်များတဲ့ကိန်းဂဏန်းနော်ဒါကဘာကိုပြောတာလဲဆိုတော့လေကျွန်တော်တို့အသက်35နှစ်လောက်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ကိုလို့ခေါ်တဲ့ဖြစ်တည်မှုရဲ့95%ကအလော့ချက်မှတ်ထားပြီးသားမသိစိတ်ကနေအလော်လျောက်မောင်းနေတဲ့ program တွေအစုဝေးတစ်ခုဖြစ်နေပြီတဲ့ဆိုတော့ဒါကဘာကိုဆိုလို့တလဲဆိုတော့တတိရှိတဲ့စိတ်9%လေးကခနာကိုယ်ကနှစ်ပေါင်းများစွာအလွတ်ချက်မှတ်ထားတဲ့95%ကိုစင့်ကျင်ပြီးအလုပ်လုပ်နေရတယ်ဆိုတဲ့အချက်ပဲအဲ့လာကြောင့်မလို့ပြောင်းလဲခြင်းစိတ်ပိုလာတဲ့အခါတိုင်းနဲ့ရှိုင်းအမြင့်တွယ်နေတဲ့မတိစိတ်ကအလေးအကျင့်နေနဲ့အမြဲတိုက်ပွဲဝင်နေရတာပေါ့ကဲအခုဆိုရင်ဒီတင်ဆက်မှုရဲ့အလန့်အပြောင်းကိုရောက်လာပါပြီဒီတန်တရားကင်းနေဘီလို့ယုံထွက်မလဲဘဝတစ်တကူဖန်တီးနိုင်မဲ့ဖြည့်ရှင်းချက်တွေကိုစပြီးတော့လေ့လာကြည့်ကြရအောင်ပြောင်းလဲဖို့တကယ်ကိုအနှစ်သာရရှိပြောင်းလဲဖို့ဆိုတာကိုယ့်ရဲ့လက်ရှိပတ်ဝန်းကျင်ထက်ပိုပြီးကြီးကျယ်တဲ့အတွေ့အခေါ်မျိုးရှိဖို့လိုတဲ့တမိုင်းတစ်လျှောက်ကကြီးကျယ်တဲ့ပုံကိုယ်တွေအားလုံးကိုကြည့်လိုက်သူတို့အားလုံးဟာလက်ရှိအခြေအနေထက်ပိုကြီးကျယ်တဲ့အနာဂတ်အမြင်တစ်ခုကိုစိတ်ထဲမှာရှင်းလင်းမြင်ယောင်ပြီးဆွဲကိုင်ထားခဲ့ကြတာကြီးပဲဒါကတော့အဓိကကြတဲ့အချက်ပဲလူတယောက်ရဲ့ပင်ကိုယ်စရိုက်ကသူ့ရဲ့ဘဝကိုဖန်တီးပါတယ်ဒီလောက်ကိုရှင်းလေးပဲကိုယ့်ရဲ့အတွင်းစိတ်အခြေအနေနဲ့အပြင်လောကကြားကတက်ရိုက်ဆက်ဆက်မှုကိုဖော်ပြနေတာပါအဲ့တော့ပင်ကိုယ်စိတ်ရိုက်ဆိုတာကိုဘာတွေနဲ့ဖွဲ့စည်းထားလဲအခြေခံအစိတ်ပိုင်း၃ခုပဲရှိပါတယ်လူတယောက်ဘလို့တွေးတယ်လဲဘလို့ဖြူမှုတယ်လဲပြီးတော့ဘလို့ခံစားတယ်လဲဆိုတာတွေပါပဲဒီတော့အရေးကြီးဆုံးအချက်ကဒါပါပဲလက်ရှိပင်ကိုယ်စရိတ်အဟောင်းကြီးနဲ့ဘဝတစ်တစ်ခုကိုဘယ်တော့မှဖန်တီးလို့မရပါဘူးကိုဟာတခြားတယောက်ဖြစ်လာဖို့လိုအပ်တယ်ဆိုလိုတာကတကယ်အစမှန်ပြောင်းလဲမှုဆိုတာကိုယ့်ရဲ့အတွေ့အပြုမှုနဲ့ခံစားချက်တွေမှာအခြေခံကြကြကိုပြောင်းလဲပြမှသာဖြစ်နိုင်မှာပါကောင်းပြီကျွန်တော်တို့ကိုတိကျအခြေအနေတစ်ခုမှာပေးမိနေစေတဲ့အစွမ်းထက်ဇီဝတာဒူရန်တရာဖြစ်တဲ့အတွေ့ခံစားချက်တန်တရားအကြောင်းကိုစပြီးလေ့လာကြည့်ကြအောင်ဒီတန်တရားရဲ့ပထမဆုံးအစိတ်ပိုင်းကတော့အထွေးတွေပေါ့အထွေးတွေဆိုတာဦးနှောင်းရဲ့ဘာသာစကားပဲအရာအနှုံးဟာအထွေးတစ်ခုကနေစတင်มาတယ်တန်တရားရဲ့ဒုတိယအပိုင်းကတော့ခံစားချက်ဒီပါခံစားချက်တွေကတော့ခန္ဓာကိုယ်ရဲ့ဘာသာစကားပေါ့ဒါဟာဦးနှောက်ကပေးရဲ့အချက်ပြမှုအပေါ်ခန္ဓာကိုယ်ကဘလို့တုံ့ပြန်လဲဆိုတာပါပဲ
ဒီပုံလေးကကိုဖိနေစီတဲ့တန်တရားလဲပတ်ပုံကိုရှင်းရှင်းလင်းလင်းပြထားပါတယ်အဆင့်1အတွေးတစ်ခုတွေးလိုက်တယ်အဆင့်2ဦးနောင်ကဓာတုပစ္စည်းတွေထုတ်လုပ်တယ်အဆင့်3အဲ့ဒီခါမှာတွေးတဲ့အတိုင်းစပြီးခန်းစားလာရတယ်ပြီးတော့အရေးကြီးဆုံးကအဆင့်4ခန်းစားရတဲ့အတိုင်းပြန်ပြီးတွေးလာတယ်ဒီလိုနဲ့အတွေးတွေကခန်းစားချက်တွေဖန်တီးခန်းစားချက်တွေကအဲ့ဒီအတွေးမျိုးတွေပဲထက်ခါဖန်တီးရဲ့နဲ့အဲ့ဒီတန်တရားထဲမှာလဲနေတော့တာပါပဲ အဲ့ဒီအတွေ့ခံစားချက်တန်တရားရဲ့နောက်ဆုံးရလက်ကတော့ဖြစ်တည်မှုအခြေအနေတစ်ခုပါပဲဒါကဘာကိုဆိုလို့လဲဆိုတော့ကိုယ့်ရဲ့အတွေ့နဲ့ခံစားချက်တွေတစ်ထပ်တည်းကျသွားပြီးစိတ်နဲ့ခန္ဓာကိုယ်ကအတူတကွအလုံးလုံးနေရဲ့အခြေအနေတစ်ခုကိုပြောတာပါကဲအခုကျွန်တော်တို့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီပြောင်းလဲမှုကိုစတင်ဖို့အတွက်လိုအပ်တဲ့တတိရှိရှိဆုံးဖြတ်ချက်ချရမယ်ပြောင်းလဲဖို့ရွေးချယ်ခြင်းအကြောင်းကိုဆွေးနွေးသွားကြရအောင် ပြောင်းလဲခြင်းတဲ့အခြေခံလမ်းတွေရှိနေတဲ့တခုကတော့အကြက်အတဲစိတ်တန်ရာဒါမှမဟုတ်ဆုံးရှုံးမှုတွေကကိုပြောင်းလဲလာအောင်တွန်းအားပေးတာကိုစောင့်နေတဲ့နာကျင်မှုကနေတင်ယူပြောင်းလဲခြင်းလမ်းကြောင်းမှာနောက်တစ်ခုကတော့ဘ ഹു တုဒနဲ့စိတ်အားထက်သန်မှုကိုအရင်ခံပြီးကိုယ်တိုင်ကတက်ကြွဆုံးဖြတ်ပြောင်းလဲတဲ့ပျော်ရွှင်မှုကနေတင်ယူပြောင်းလဲခြင်းလမ်းကြောင်းပဲဖြစ်ပါ ဒီတော့ဒေါက်တာဂျိုးဒစ်ပန်ဆာရဲ့ message ကရှင်းရှင်းလေးပဲဘာလို့စောင့်နေမှာလဲတဲ့အချက်အသေးတစ်ခုကိုရောက်မှပြောင်းလဲမှာကိုစောင့်မယ်အစားပျော်ရွှင်မှုနဲ့စိတ်အားထက်သန်မှုလမ်းကြောင်းကိုဘာလို့မရွေးချယ်နိုင်ရမှာလဲဆိုပြီးသူကမင်းဝန်းထုတ်ထားတာပါ အဆုံးသတ်အနေနဲ့ဒီတင်ဆက်မှုတစ်ခုလုံးရဲ့အနှစ်သာရကိုမြေခွန်းတစ်ခုနဲ့ညီကုန်းချုပ်ပါစေတကယ်တော့မှလေအခက်ခဲဆုံးအပိုင်းကဒါကိုလွတ်ဖို့အချိန်ပေးရတာပါပဲပြောင်းလဲနိုင်စွာနဲ့တာဝန်ဟာတခြားသူစီမှမဟုတ်ပဲကိုယ့်လက်ထဲမှာပဲရှိနေလာပါအဲ့ဒီအတွက်အချိန်ပေးဖို့ဆုံးဖြတ်မလား